ပါခင်ဗျာဒီနေ့ဒီဇင်ဘာလ9ရက်နေ့မှာတော့33ကြိမ်မြောက်ရှစ်တောင်ချအားစားပြိုင်ပွဲရဲ့မြို့သားဘောလုံးပွဲစဉ်အုပ်စု C ရဲ့ဖွင့်ပွဲစဉ်ဖြစ်မြန်မာတင်းနဲ့ဖိလစ်ပိုင်တင်းတို့ဟာရှင်ပြိုင်ကစားကြတော့မှလည်းဖြစ်ပါတယ်ဒီအုပ်စု C မှာတော့မာတင်ဖိလစ်ပိုင်တင်းနဲ့သူနိုဒီရှာတင်းတို့3တင်းကြောက်နေတာဖြစ်ပြီးတော့ဒီ3တင်းတွေကတော့အများဆုံးတင်းကတော့နောက်ထပ် C5 ဖိလစ်ပိုင်တင်းမယ်ကြာလိုက်မြရတော့မတို့ပေးတယ်ပိတ်တယ်ပွဲစားနဲ့ဖိလစ်ပိုင်တင်းရဲ့တရဇက်တိုက်စစ်ဆင်မှုကိုတော့မြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်ဘယ်ကြောင့်ဖြန့်နိုင်မြဆန်ဒီယာဂိုတက်စီလိုက်ပါလာပဲဖြစ်ပါတယ်အပေါ်နဲ့ပြချထားပြီးဆန်ဒီယာဂိုဆီလ်ဗန်ဆန်ဒီယာဂိုပဲဒီကဖိလစ်ပိုင်တင်းရဲ့ဘေဂျန်တိုက်စစ်ကတော့မာတင်ရဲ့ခန်းစစ်ကိုဒရော်လေးအလုရှုပ်စေခဲ့တာကိုကျွန်တော်မြင်တွေ့ထားရလည်းဖြစ်ပါတယ်ရလာခဲ့မြမာရီယိုနာပိတ်တယ်ဒီချိန်မှာလည်းမာတင်ရဲ့ခန်းစစ်ကိုခြေလုံးဒုက္ခပေးနေခဲ့တဲ့မာရီယိုနာဆုံးသက်ဖို့ကြိုးစားခဲ့လည်းဖြစ်ပါတယ်ခန်းစစ်မှာပဲပြည်လုံးနေမြဦးဇင်းရှေ့ဘက်တိုင်းကနေထားတယ်လိုက်နေမြရှားသေးမြဦးဇင်းဖိလစ်ပိုင်တင်းအရာတွေပဲဝင်လာတယ်ဖြတ်ထိုးပြီးထားတယ်ပိတ်ပြီးကိုဝီမြကိုစောဝင်ရေးပွဲစားချင်း16မိနစ်အကျော်မှာတော့ဖိလစ်ပိုင်တင်းဦးဆောင်ကိုရရှိသွားခဲ့လို့ဖြစ်ပါတယ်ဒီပွဲစဉ်မှာပွဲစားတွေကဖိလစ်ပိုင်တင်းသူတို့တောက်လျှောက်ဖိအားပေးနေတဲ့ဘေဂျန်တိုက်စစ်ကနေပဲတိုင်လန်လင်းမြန်ပဲအေရီယာတွေကိုဆွဲဝင်ပြီးတော့ပြန်လည်ဖန်တီးပေးတဲ့အခွင့်အရေးကိုတော့ညာကျန်အစားမှာအမောင်မရှိအဆုံးသတ်သွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်တော်လေးကိုလင်းမြန်လုံးနဲ့ဖိလစ်ပိုင်တင်းရဲ့တိုက်စစ်ကိုကျွန်တော်မြင်တွေ့ခဲ့ရဖြစ်ပြီးတော့တိုင်လန်ကလည်းလင်းမြန်ပဲပြန်လည်ချတာပေးဖို့မှုကိုတော့တော့ကနေပါလာတဲ့အော်ဒီကာမောင်မရှိအဆုံးသတ်သွားခဲ့ရလည်းဖြစ်ပါတယ်ဘယ်မှာရှိနေတိုင်လန်တောက်လျှောက်လိုက်ပြီးတော့ရောက်ထားခဲ့ရလည်းဖြစ်ပါတယ်တိုင်လန်မဲ့အေရီယာတွေဖက်တက်ပေးထားတယ်ဒီချိန်မှာတော့မြန်မာတင်းခန်းစားမတွေဖြစ်တော့ကြိုးစားရင်းနဲ့ပဲကိုကိုသွင်းမိခဲ့တာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာမြန်မာတင်းရဲ့ခန်းစစ်ကိုတောက်လျှောက်ဒုက္ခပေးနေတဲ့တိုင်လန်ပဲဒီချိန်မှာလည်းသူ့ရဲ့ဖြတ်တင်ပေးဖို့မှုကိုမြန်မာတင်းရဲ့ခန်းစစ်ကလက်ဝေဖို့ဖြစ်တော်ရင်းနဲ့ပဲသူ့ရဲ့ဖြစ်တော်မှုကတော့ကိုသွင်းမိသွားခဲ့ရလည်းဖြစ်ပါတယ်ကိုင်းစီကျွန်တော်တို့ဒူတာပိုင်းစမှာမြန်မာတင်းရဲ့ကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုကိုမြင်ရမယ်လို့ထင်မိကမှာတော့လက်ရှိချိန်မှာတော့အမှားယွင်းတစ်ခုကနေပဲနောက်ထပ်ဥဆောင်မှုတစ်ခုတော့ဖိလစ်ပိုင်တင်းဘက်ကိုခွင့်ပြုခဲ့ရလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ကိုစောဝင်ရေးပွဲစားပြီးတော့4မိနစ်မှာပဲမြန်မာအသင်းဒုတိယမြောက်ဥဆောင်ကိုထပ်မံပြီးတော့ခွင့်ပြုပေးခဲ့ရလည်းဖြစ်ပါတယ်ဖိလစ်ပိုင်တင်းရဲ့တိုက်စစ်ကိုဟန်တာကိုကြိုးစားရင်းနဲ့မြန်မာအသင်းရဲ့ခန်းစစ်မှာရှိနေတဲ့လက်ဝဲဖုံးရှင်းတဲ့ပုံမတိမတက်ဖြစ်ခဲ့တဲ့အကြောင်းဒုတိယဥဆောင်ကိုထပ်မံပြီးတော့ခွင့်ပြုပေးခဲ့ရလည်းဖြစ်ပါတယ်ဒီပုံစံတိုင်းဆိုရင်တော့မြန်မာအသင်းပြန်လာဖို့ညာချမ်းပါပဲမိုဒီအလက်စ်နောက်ပြတွဲထားတယ်ဂါဗင်ဒီရဖြစ်တယ်ပေးထားတယ်ဘနာတောက်ပြလက်ကောက်ချပြီးတယ်တိုင်းလက်ကန်တယ်ကိုဘီခင်ဗျားလည်းမြင်အဲဒီတူကိုချာယူတကယ်နောက်ချိန်မဲ့ထပ်ပြီးကောင်းတိုင်းလာတယ်ဒီပိုင်းတဲ့အေးရထိန်တာအကန်ချက်ကိုတော့ကိုမဟိန်းတဆိုးကောင်းမှုပုံစံနဲ့ပုတ်လို့ထားနိုင်ကြရလဲဖြစ်ပါတယ်ပြန်လာဖို့အတွက်လက်ကျန်ပိုးစားချင်းမိနစ်အနည်းငယ်သာလိုအပ်တော့လည်းဖြစ်ပါတယ်ဘူဆွေရနာတဲ့နောက်တွေ့တော့ကန်တယ်တန်ထီသွားခဲ့ရလည်းဖြစ်ပါတယ်မာတင်ရဲ့ဒီနေ့ပွဲစဉ်ရဲ့ရင်ကုန်ဆက်လို့ဟာချားဆုံးခိုက်တန်တစ်ခုကိုကျွန်တော်မြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်သူရင်ထွန်းကျွန်တော်ဂိုးဝါပြီလို့တော့ထင်မှတ်ရတဲ့သူရင်ထွန်းရဲ့သုံးတစ်ချက်တစ်ခုကိုမြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်ဒီဆောင်ဝင်လာတဲ့သူရင်ထွန်းချလာတဲ့အခွင့်အရေးတစ်ခုကိုအေရီယာထိတ်ကနေကောင်းမွန်ဆုံးကန်ချက်တစ်ခုနဲ့အဆုံးတက်ခဲ့ပေမဲ့လည်းသူရဲ့ကန်ချက်ကတော့တိုင်းထိသွားခဲ့တာကြောင့်တော်တော်လေးနစ်နာခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်ဟုတ်ပါတယ်လက်ရှိပွဲကစားချိန်မိနစ်80ကျော်ပိတ်တယ်ဘာလဲထိသွားခဲ့ရလဲဖြစ်ပါတယ်ဘိုင်တင်းရဲ့တော်တော်လေးကိုရှင်ကုန်စရာကောင်းတဲ့ဆုံးတက်ချက်တစ်ခုကိုမြင်တွေ့ခဲ့ရလဲဖြစ်ပါတယ်ဘာရီယိုနာတကန်တယ်ကိုလင်ယာလူစီယိုအေရီယာပြပကနေဆုံးသက်ဖို့ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်သူကကန်ချက်ကတော့အပြော့ခဲ့ပြီးတော့ကိုသမားဟိတ်တဲ့ဆိုပဲမိသွားခဲ့ရလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့ကိုသမားကိုအနှောက်အယှက်ပေးဖို့ကြိုးစားခဲ့တဲ့ဖိလစ်ပိုင်တင်းကစားမဖြစ်တဲ့နီကိုစ်ဝါကပြပြီးတော့ခွလက်တယ်တော့ဒီပေးခဲ့ရလည်းဖြစ်ပါတယ်ခုနဒီနေ့ပွဲစဉ်ရဲ့
ဦးဆောင်ကိုရှင်မွန်နီအဲလက်စ်မရရှိခဲ့ရလည်းဖြစ်ပါတယ်တူအောင်မန်ဒီမဲပြန်ရရှိထားခဲ့ရလည်းဖြစ်ပါတယ်မာရီယိုနာကာဗင်အားလုံးလာကြပြည်တယ်များခင်ဗျာလက်ရှိချိန်မှာတော့မာဂျင်နဲ့ဖလိုပိုင်တင်းတို့ရဲ့ပွဲစားချိန်မိနစ်90တော့ပြီးဆုံးသွားခဲ့လေဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာတော့ဖလိုပိုင်တင်းဟာမာတင်းကိုနှစ်ကိုဂုံးပြည့်ဆိုရရလက်နဲ့နိုင်ရရှိသွားပါကြောင်းစီရင်ကန်တင်ဆက်ရနေပဲကျွန်တော်တို့ရဲ့တရားထုံးနဲ့တင်ဆက်နေမှုကိုဒီမှာရန်နာခွင့်ပြုပါခင်ဗျာကြည့်ရှုအားပေးကြတဲ့အားဆောင်လာကြပြည်တယ်များတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ